ဒါဖတိမကမ္မလမ်းဘက်ရောက်သွားပြီအိမ်ဆိုင်ရွှေ့တာဆိုင်မဝဲက18ရက်နဲ့ဒါပေမဲ့ဒီညနေစပြီးပြန်ရောက်ပါရဲ့ခီးနေကြရင်မဲ့စိတ်ချောင်းသက်ရစားမကောင်းလို့ဆိုပြောရတာအခုစိတ်ချောင်းသက်ကလေခီးနေတာစားကောင်းလားကျွန်းလားမစိတ်ချောင်းသက်တယ်စိတ်ပြားသက်တယ်ဒါကတော့ဘယ်ဆိုင်လဲဆိုရင်အိမ်ဆိုင်ကပိတ်လိုက်ပါပြီဖတိမကမ္မလမ်းပေါ်မှာပါရှင်ခုမနဲ့အားချင်းခီးနေရနော်လာဝဲလို့ရပါပြီရှင်ညနေဆိုရင်အကုန်ခင်းပြီဥဆိုခင်းနေကြကြည့်ရငါမတဲ့ဒီလမ်းလေးပြရအောင်ဟိုမှာကမလန်းလို့ပြရအောင်အဲ့ဒါကတော့ဥပိ္ပဒတာနဲ့ကမလန်းမှာကြီးကမလန်းမှာနော်အေးမေးပါပါရှင်အဲ့ဒါဖတိမဆိုင်မှာဆိုင်ပွင့်ဝဲကတော့18ရက်နေ့မှာပါဒါပေမဲ့ဒီနေ့ကနေစပြီးဖွင့်ပါပြီမနေ့ကဟိုရကနေရွှေ့လာတဲ့ဒီနေ့တိုင်းပြီးတော့ခင်းပြီးရောက်ပါပြီရှင်အဲ့ဒါပြောပါကဲဖတိမတို့မြန်ကန်ကောင်းချက်ပေါ့နော်ဒီမကြီးကအိမ်ဆိုင်ရကြဘူးဒီမှာခုမှခင်းလုံးရှည်တာအောင်ပါနော်၄၅သိန်းမို့ဝယ်သွားတယ်ဆိုတော့ဒါကမလန်းဆိုင်ပေါ့နော်တောက်စဲအိမ်မြကြည်ဒီစေတောက်စဲအိမ်မြကြည်ဒီစေစမ်းသစ်ရှမ်းဆိုင်တောက်စဲအိမ်မြကြည်စေစမ်းသစ်ရှမ်းဆိုင်မှာပေါ့နော်ဒီမှာရောင်းအားကောင်းတာလိုက်တော့စိတ်ကြားဆက်စိတ်ချောင်းဆက်စိတ်ပွားမီးကြီးအာလူကြော်ငါရေပုံကြော်အသားလူကြော်အဲ့လိုတွေအကုန်ဝယ်သွားတာပေါ့နော်ဒီမကြီးရဆိုရင်အားပေးလို့ရပါတယ်တောက်စဲအိမ်မြကြည်ဒီစေစမ်းသစ်ရှမ်းကောက်ဆွဲဆိုင်ပေါ့နော်စမ်းသစ်ရှမ်းကောက်ဆွဲဆိုင်မှာအားပေးလို့ရပါတယ်လို့စိတ်ချောင်းဆက်တို့ပေါ့နော်ဒီမဲ့စိတ်ပွားကင်းတို့အယောင်အောင်ကောင်းတာတွေပေါ့နော်အသားလူတို့အနည်းမုတ်တွေလားပေးတာကျေးဇူးတင်ပါတယ်မရေဆိုင်မဆက်ကြရတာနဲ့နော်အသိမပြေရရှိရင်လည်းပြဖတိမသာသာကုန်တဲ့ပတ်သက်တာမှန်တယ်များ15ရက်တွင်မှာတစ်ခုခုဖြစ်တဲ့ဆိုတော့အမခံပြီးရဲရောင်လေးပြည်တယ်ပေါ့နော်ဖတိမနဲ့ပတ်သက်တာမှန်တယ်များနော်ဒါအိမ်ရနေနော်အိမ်မှာရွှေ့သွားရဆိုဒီထီကိုမခင်းတော့ကိုလာအားပေးတာပါကြီးကျေးဇူးတင်ပါတယ်ကဲဒီနေ့ကတော့ဖတိမတို့တော့ဥပိ္ပဒနောက်ထိပ်မှာတော့ဆိုင်ပိတ်ရမရှိပါဘူးတနေ့ကုန်တနေ့တိုင်းဖွင့်ပါတယ်စကားရဒီကုန်ဟိုဖတိမအိမ်ဆိုင်လေးပိတ်ပါတယ်ရှင်အိမ်ဆိုင်ကဒီနေ့တရက်ပဲပိတ်တာပါအိမ်ဆိုင်ကရွှေပြောင်းနေမှုလို့ပေါ့နော်အဲ့တော့အိမ်ဆိုင်လောင်းဝယ်မဲ့ချဲတဲ့သမီးချင်းများဖတိမဥပိ္ပဒနောက်တစ်ခါဆိုင်မှာအကုန်ရပါတယ်လိုချင်တာမှန်သမျှအကုန်ရပါတယ်ရှင်ဥပိ္ပဒနောက်တစ်ခါကျတော့ပိတ်ရမရှိပါဘူးနေပူပူမိုးရွာပိတ်ရလုံးဝမရှိပါဘူးရှင်ဒီမဲ့နည်းနည်းသီးတွေကောင်းတာဒါမျိုးနည်းနည်းသီးလက်ဆောင်ပေးတဲ့ညီမလေးလည်းကျေးဇူးတင်ပါတယ်ဒီမှာဒါမျိုးနဲ့သီးတွေပေါ့နော်ဒါနဲ့အချိုသီးတွေပေါ့တကြားသီးတွေမှာချိုးနစ်နေရပဲဒါအဲ့တော့အိမ်ဆိုင်လေးတရက်ပိတ်ပါတယ်ရှင်ဖတိမဥပိ္ပဒနောက်ထပ်ရဆိုင်မှာလာဝယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ပေါ့နော်ဆိုင်ရခင်းချင်းနေရလည်းပြင်ပန်းတော့ပေါ့နော်ဒီမှာဒီညီမလေးကနေမှာဒါကျွေးတာပိုးပိုးတဲ့မာလာကင်အတုပ်တယ်ဒီမှာဒါဖတိမတို့နဲ့ဆိုရင်3နှစ်ဆိုင်ကဝယ်ကြောမှာနော်ဒီလမ်းပေါ်မှာပဲမကြည့်လိုက်ပိုးပိုးမာလာကင်အတုပ်တဲ့ဒီညီမလေးကလည်းစူးစမ်းနေတာဒါပေမဲ့ဒီမလေးရရစားရဆိုအရင်ကလေးကသားကြိုက်တာသူ့ဝယ်ပေါ့နော်အရင်သားကြိုက်တယ်ဒီမှာလာကျင်တော့အေးလေးရပါတယ်အေးဆိုရင်တော့ဒါကတော့ဘူးလို့ပြောတော့ဒီရှိတ်ပြောပေါ့နော်ဒီဖတိမတော့ဒီကမလန်းပေါ့ပဲပိတ်ကမလန်းပေါ်မှာပဲရှိပါတယ်ဒီမဲ့မလာကျင်တော့စားကျင်တဲ့သူလည်းရပါတယ်ပိုးပိုးပေါ့နော်ဒီရှင်သားလေးရဆိုင်ပါပါဒါဆိုင်ပြတာအမားလေးဒီမှာဒါလေးဆိုပြီးရှယ်ပဲဒါပြီးလို့ရပါဒါဆိုတော့ဘယ်လောက်လဲ9000နဲ့ဒီမှာကျက်ထားတော့ဘယ်9000တက်လိုက်တာဒီမဲ့အဲ့တော့ဝဲကို9000မှာရှိရင်ဒီမလေးလည်းစူးစမ်းနေတာပါလားပေးပါဦးပိုးပိုးမာလာကင်တောက်ဆိုင်မှာရှိရှေ့ပဲဒီမှာအေးတွေရောစစ်စစ်မှာလည်းဒီမလေးအမရဲ့ဆိုင်ခင်းနေနဲ့ပြင်မလို့ဆိုပြီးမနဲ့ကပေါ်ပါမစားဘူးလာပြီးတော့ဟိုပါရှိပြီဒီညီမလေးရှိ